မဟာရှိဗရာတရီမှာဘာကြောင့်ညမအိတ်တင်လာလဲဒီတစ်ခါမှာတော့ဟိန္ဒူဘာသာဝင်တွေရဲ့အထူးခြားဆုံးနဲ့မြင့်မြတ်ဆုံးပွဲတော်တစ်ခုဖြစ်တဲ့မဟာရှိဗရာတရီအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မဟာရှိဗရာတရီဆိုတာဟာဘုရားရှင်ရှိပါကိုညတညတာပတ်လုံးဝတ်ပြုဆုတောင်းမှုတွေပူဇော်ကိုးကွယ်မှုတွေပြုလုပ်ကြတဲ့ညမြတ်တစ်ခုဖြစ်ပါတယ်မဲတော်ဘုရားမြတ်ပါရဝတိနဲ့ဘုရားရှင်ရှိပါတို့ထိမ်းမြပေါင်းစည်းခဲ့တဲ့နေ့မြတ်ဟာလည်းယခုမဟာရှိဗရာတရီညမြတ်ပဲဖြစ်ပါတယ်။ဒါအပြင်ဒေဝတာတို့နဲ့အဆူရာတို့နုပင်လယ်မွေးနောက်စဉ်အခါကယရနာပစ္စည်း14မျိုးထွက်ပေါ်လာခဲ့ပါတယ်။ထိုယရနာပစ္စည်း14မျိုးထဲမှာပထမအဆုံးအနေနဲ့ထွက်ပေါ်လာတာကတော့ဟာလာဟယ်အစိတ်ပဲဖြစ်ပါတယ်။လောကကြီးတစ်ခုလုံးကိုပျက်စီးစေနိုင်တော့တဲ့ဟာလာဟယ်အစိတ်ကိုဘုရားရှင်ရှိပါဟာတရားတွေကိုကယ်တင်ဖို့အတွက်မိမိကိုယ်တော်တိုင်တောက်သုံးခဲ့ပါတယ်။ဟာလာဟယ်အစိတ်ကိုတောက်ပြီးတော့လောကကြီးကိုကယ်တင်ခဲ့တဲ့နေ့ကလည်းဤမဟာရှိဗရာတရီနေ့မြတ်ပဲဖြစ်ပါတယ်ရှိဗရာတရီနေ့မြတ်မှာပဲဘုရားရှင်ရှိပါဟာတန်တော်ဘအကကိုကခဲ့ပါတယ်ဤရှိဗရာတရီနေ့မြတ်မှာဘုရားရှင်ရဲ့တာဝကတွေဟာညအိတ်ဆက်ခြင်းမပြုတ်ပဲနဲ့ဥပုသ္တိလာစောက်တီကဘုရားကိုဝေပြုပူဇော်ကြပါတယ်တိတ်ပံလေးရဒီညမှာကမ္ဘာဆွဲငင်ရရဲ့တက်ရောက်မှုကြောင့်တဘာဝဆွမ်းရည်တွေကအောက်ကနေအပေါ်ကိုတွန်းနေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ဒီညမှာလှဲလျောင်းအိတ်ဆက်နေမဲ့အစားကြောရိုးကိုမမှတ်ထားပြီး upright position နဲ့ထိုင်နေခြင်းဟာအုံနောက်စီတို့တွေးလက်ပတ်မှုနဲ့အာယုံကြောဆွမ်းရည်စီးဆင်းမှုကိုအားကောင်းစေပါတယ်။ဒါကြောင့်မဟာရှိဗရာတရီနေ့ညဟာဘာသာရေးပွဲတော်တသက်တစ်ခုပဲမဟုတ်ပါဘူး။ဘာဝဆွမ်းရည်တွေကိုရယူနိုင်မဲ့အကောင်းဆုံးနေ့တစ်ခုလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ညမှာကြာရောက်မယ်။မဟာရှိဗရာတရီနေ့ညမှာကြောမမှတ်ထားပြီးတရားရှုမှတ်ကြည့်တာမျိုးကတင့်ကိုထူးခြားတဲ့စိတ်အေးချမ်းမှုကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ဤမဟာရှိဗရာတရီနေ့မြတ်မှာကျင်ပကပွဲတော်ကိုဆင်နွှဲတာထက်မိမိအတွင်းစိတ်ထဲကအမှောင်တုကိုဖယ်ရှားပြီးအမှန်တရားကိုရှာဖွေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဤရှိဗရာတရီနေ့မြတ်မှာဘုရားရှင်ရှိပါရဲ့ကောင်းချီးမြတ်တာတွေအားလုံးပေါ်ကြောက်ရောက်ပါစေ။ဟရဟရမဟာဒေး